မင်္ဂလာပါကျွန်တော်နာမည်ကတော့ကိုအောင်ကျော်စောဖြစ်ပါတယ်အခု beverage manager position နဲ့ Novotel Max ရန်ကုန်မှာကျွန်တော်တာဝန်ထမ်းဆောင်နေတာဖြစ်ပါတယ်ကျွန်တော်ရဲ့အဓိကတာဝန်ကတော့ beverage item တွေကို upsell လုပ်ပေးဖို့ဖြစ်ပါတယ်ဒီအပြင် Management Engineering တွေ Inventory တွေကိုလည်းလုပ်ပေးရတဲ့အပြင်တခြား college တွေကိုလည်း knowledge sharing session တွေကိုလည်းကျွန်တော်စီစဉ်ပေးရပါတယ်ကျွန်တော်ရဲ့ career တစ်လျှောက်ကိုကြည့်မယ်ဆိုရင်တော့ကျွန်တော်က hotelier ဘဝမှာ stewarding ကနေပြီးတော့စပြီးလုပ်ခဲ့တာပါအဲရနေမှာ F&B service ဘက်ကိုပြန်ပြီးတော့ပြောင်းလာခဲ့တယ်ပေါ့နော် F&B service မှာကျွန်တော်က private dining room, all day dining, Chinese fine dining နောက်ဆုံးမှာတော့ကျွန်တော် wine bistro, wine bar တွေမှာပါကျွန်တော်လုပ်ခဲ့ပါပါတယ် managerial level နဲ့ဆိုလို့ရှိရင်တော့ကျွန်တော်မတူညီတဲ့ concept ရှိတဲ့ restaurant တွေ bar တွေ wine bistro တွေမှာလည်းကျွန်တော်အများကြီးလုပ်ခဲ့ပူပါတယ်ကျွန်တော်ရဲ့ experience တွေကျွန်တော်ရဲ့ knowledge တွေနဲ့ဒီ Novotel Hotel မှာပို့ပြီးတော့အောင်မြင်မှုတွေရအောင်ဆက်ပြီးစူးစမ်းသွားမှာဖြစ်ပါတယ်ဒီ Novotel လေးတက်မှာရှိတဲ့ Time Out Sport Bar ကိုလည်းလာလည်ကြဖို့ဖိတ်ခေါ်ပါတယ်ခင်ဗျာ